Bitcoin စပေါ်လာတဲ့ကသုံးခဲ့တဲ့သူတွေကလက်ရှိစုစုပေါင်း crypto 1000ကျော်ရှိရတဲ့မှာတကယ် crypto စစ်တာက Bitcoin ပြီးရင်နောက်ထပ် coin တစ်ခုပဲရှိရလို့ပြောကြတယ်။အဲ့ဒီနောက်ထပ် coin တစ်ခုကဘာလဲဆိုတာကိုကျွန်တော်တို့ဒီနေ့သွားလေ့လာမှာဖြစ်ပါတယ်။သူကဘာကြောင့်မလို့ Bitcoin ပြီးရင် crypto အစစ်ဆုံးဆိုပြီးတော့ဖြစ်နေရလဲဒီ coin ရဲ့သမိုင်းကြောင့်လက်ရှိဘယ်အနေထားရောက်နေပြီလဲဆိုတာကိုအတူတူသွားပြီးတော့လေ့လာကြည့်ရအောင်။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အချက်လက်တွေကိုဦးစားပေးမဖော်ပြတော့ဘဲနဲ့ storytelling ပုံစံမျိုးလေးကျွန်တော်သွားပြီးမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့က Bitcoin ကပြီးတဲ့အားသာချက်တွေကိုအရင်ဆုံးကြည့်မှရမယ် Bitcoin ကပြီးတဲ့အားသာချက်တွေကတော့ decentralized ဖြစ်တာလွတ်လွတ်လပ်လပ်ဖြစ်တာဖြစ်ပါတယ် Bitcoin blockchain ထဲမှာ Bitcoin transaction တွေကိုဘယ်သူမှမဆိုဝင်ရောက်စစ်ဆေးကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ညတာပါတယ်ဘယ်နိုင်ငံကမှဘယ်ဆိုရကမှချုပ်ကင်ထားခြင်းမရှိပါဘူးဒါက Bitcoin ရဲ့အနှစ်သာရပါဒီလိုမျိုး Bitcoin ရဲ့အနှစ်သာရကိုဓာတ်ရိုက်ဆက်ခံထားတဲ့နည်းပညာကတော့ privacy coin ဆိုတဲ့နည်းပညာဖြစ်ပါတယ် privacy coin တွေကနာမည်အတိုင်းပဲသုံးစွဲသူတွေရဲ့လုံခြုံရေးကိုဦးစားပေးထုတ်ထားတဲ့ crypto မျိုးစားဖြစ်ပါတယ်Bitcoin လိုမျိုး cryptocurrency တွေကသုံးစွဲသူကိုအပြည့်အဝကာကွယ်မှုမပေးနိုင်ပါဘူးတဝက်တစ်ဖြတ်ပဲ anonymous ဖြစ်တာပါကိုယ့်ရဲ့ address ကအများပြည်သူကိုပေါက်ကြားသွားရင်ကိုယ်နဲ့တွဲပြီးတော့ကိုယ့်ကိုခြေရာခံလိုက်နိုင်ပါတယ်ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက် privacy coin တစ်ခုပေါ်လာပါတယ်ဒီ coin ကတော့ Monero XMR ဖြစ်ပါတယ်Monero ကရှိသမျှ crypto တွေအားလုံးထဲမှာ blockchain level ကစပြီးတော့ privacy ကိုဦးစားပေးတည်ဆောက်ထားတဲ့အတွက်ကြောင့်မလို့ Monero ကိုသုံးတာနဲ့ privacy feature တွေကိုအပြည့်အဝရရှိမှာဖြစ်ပါတယ် Monero blockchain ထဲမှာဘယ်သူတွေကဘာကိုဘယ်လောက်ပို့နေလဲဆိုတာကိုလုံးဝဝင်ကြည့်လို့မရဘဲနဲ့ Monero သုံးစွဲသူတွေကိုခြေရာခံလို့လုံးဝမရအောင်ကိုလုပ်ထားတာပါဒါကြောင့်မလို့ကိုယ့်ရဲ့လုံခြုံမှုကိုအသားပေးတဲ့ crypto သမားတွေက privacy coin Monero ကိုအားပေးလာခဲ့ကြပါတယ်နေရာတိုင်းမှာအကောင့်နဲ့ဆိုရှိရဆိုတဲ့အတိုင်းပဲ Monero ကိုမကောင်းတဲ့သူတွေကပါစပြီးတော့အသုံးပြုလာကြပါတယ်အဓိကနာမည်ကြီးတာကတော့ crypto exchange တွေကို like ဟပ်ပြီးတော့ရလာတဲ့ပတ်စံတွေကို Monero ပေါ်မှာတင်ပြီးတော့သုံးကြတာမျိုးပါဒါ့အပြင်မြောက်ကိုရီးယားအစိုးရကနေပြီးတော့ထောက်ပံ့ပေးထားတဲ့ Lazarus Group ကလည်း Monero သုံးစွဲပြီးတော့သူတို့ငွေညှစ်ထားတဲ့crypto တွေကိုသုံးစွဲခဲ့တယ်ဆိုပြီးတော့သတင်းတွေလည်းထွက်လာခဲ့ပါသေးတယ်ဒီလိုမျိုးမကောင်းတဲ့သုံးစွဲသူတွေရှိနေတဲ့အတွက်ကြောင့်မလို့ Monero ကသူကအားသာချက်အကြီးကြီးရှိပေမဲ့လည်းဒီလိုသတင်းဆိုးတွေက Monero နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းထွက်လာတာကြောင့်မလို့နိုင်ငံအစိုးရတွေက Monero protocol Monero blockchain ကို anti money laundering ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ကျွန်တော်တို့ကတရားစွဲခဲ့ကြပါတယ်ချိန်ချောက်မှုတွေပြုလုပ်ခဲ့ကြပါတယ်ဒါကြောင့်မလို့ crypto ရဲ့အကြီးဆုံး exchange တွေဖြစ်တဲ့ Binance တို့မှာ Monero ကိုရောင်းဝယ်လုပ်လို့မရတာဖြစ်ပါတယ်ဒါကလည်း crypto သမားတွေဘက်ကကြည့်ရင်အစိုးရတရက်ကနိုင်ငံတစ်ခုက crypto blockchain တွေကိုသူတို့ဝင်ရောက်ကြည့်ရှုလို့မရတဲ့အတွက်ကြောင့်မလို့သုံးစွဲလို့မရအောင်မလွယ်ကူအောင်လို့တမင်လုပ်တာလို့ပြောလို့လည်းရပါတယ်အမေရိကန်နိုင်ငံအစိုးရက Monero blockchain ကိုဟက်နိုင်တဲ့သူဘယ်သူကိုမဆိုဒေါ်လာများစွာပေးမယ်ဆိုပြီးတော့ bounty လဲထုတ်ခဲ့ပါသေးတယ်။လက်ရှိမှာ Monero blockchain ကိုဘယ်သူမှမဟက်နိုင်သေးပါဘူး။ဒီလိုမျိုးနိုင်ငံအစိုးရတွေက Monero လိုမျိုး privacy coin တွေကိုအဓိကထားပြီးတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ Monero ကသူ့ရဲ့ရှိတဲ့ဈေးမှာရှိမနေပဲနဲ့အနည်းငယ် under value ဖြစ်နေရလို့ပြောလို့ရပါတယ်။တန်တဲ့လောက်မတန်နေဘူးလို့ပြောရမှာပါ။ Binance လို့ exchange ပေါ်ကနေပြီးတော့ကန်ချခံလိုက်ရတာက Monero လို privacy coin တွေကိုဘာမှအဟန့်တားဖြစ်စေမှာမဟုတ်ပါဘူး။လက်ရှိချိန်ထိ Monero blockchain ကိုသုံးစွဲရတဲ့သူရှိသလို Monero အနေနဲ့ကလည်း market cap အရာခိုင်မာတဲ့အနေအထားမှာရှိနေပါသေးတယ်။ဒါကြောင့်မလို့နိုင်ငံအစိုးရတွေက Monero အပေါ်ကိုတိုက်ခိုက်မှုတွေက crypto လောကကသူတွေတော်တော်များမသိလိုက်ကြတဲ့သတိမထားမိလိုက်ကြတဲ့အတန်တိတ်အားပြိုင်မှုဖြစ်တယ်ပေါ့နော်ဒီနှစ်ပိုင်းတွေမှာ crypto လောကနဲ့ပတ်သက်ပြီးတော့ American အစိုးရကကောင်းသွင်းနေတယ်ကျွန်တော်တို့ကိုစက်တိုက်ယူဆောင်လာပြီးတယ် SEC ကနေပြီးတော့ project တွေကိုတရားစွဲရတွေကိုပယ်ဖျက်လိုက်တယ်အစိုးရကနေပြီးတော့ Bitcoin ကိုတရားဝင်သိမ်းမယ်ဘာညာဆိုပြီးတော့ကျွန်တော်တို့သတင်းတွေအများကြီးထွက်လာခဲ့တယ်ဒါပေမဲ့ privacy coin တွေနဲ့ပတ်သက်ပြီးတော့တိုးတက်မှုရည်ရတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးဒါကြောင့်မလို့ American အစိုးရအနေနဲ့က privacy coin တွေဖြစ်တဲ့ Monero လိုမျိုး coin တွေကိုလက်ရှိအချိန်ထိသဘောမကျနေသေးဘူးဆိုတာကိုကျွန်တော်တို့မြင်ရပါတယ်ဒီလိုမျိုးသဘောမကျမှုတွေရှိလာလေ Monero ကိုဒီဇိုင်းမပို့ပြီးတော့သုံးကျင်တဲ့သူတွေကလည်းရှိလာသေးပါအထူးသဖြင့် crypto နဲ့ငွေကြေးကျွဲဝသွားတဲ့သူတွေ crypto လောကရန်မှာအလုပ်လုပ်နေတဲ့သူတွေအတွက်က Monero အတွက်အကောင်းဆုံး option ဖြစ်သွားပါတယ်ကိုယ့်ရဲ့ crypto တွေကို Monero ပြောင်းပြီးတော့တင်ထားခြင်းအပြင်ဒါတွေအားလုံးပေါင်းဒေါ်လာအနေနဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာတွေကိုဘယ်သူမှဝင်ရောက်ကြည့်ရှုလို့ရမှာမဟုတ်တော့ပါဘူးprivacy coin တွေကိုပြန်ပြီးတော့အသက်ဝင်လာနိုင်အောင်လို့လုပ်နိုင်တဲ့အချက်တစ်ချက်ကတော့ရှိပါတယ်ကျွန်တော်တို့ CBDC ဆိုတာကိုကြားဘူးကြပါလိမ့်မယ် CBDC ကတော့နိုင်ငံအစိုးရတွေကထုတ်မဲ့ digital နိုင်ငံသုံးငွေကြေးဖြစ်ပါတယ်ကျွန်တော်တို့အပြင်မှာသုံးနေတဲ့ပတ်စံတွေကိုဖုန်းတွေကကွန်ပျူတာတွေကကဏ္ဍတွေဖြစ်
ပြောင်းလဲလိုက်တာပါဒီလိုမျိုးပြောင်းလဲလိုက်ခြင်းကအားသာချက်တွေအများကြီးရှိလို့ပြောင်းလဲလိုက်တယ်လို့ပြောကြပေမဲ့ဒီလိုပြောင်းလဲမှုနဲ့အတူနောက်ွယ်မှာပါလာတာကတော့ absolute control ဆိုတဲ့အလုံးစုံထိန်းချုပ်မှုပါငွေသားကိုအသုံးပြုကြပဲနဲ့အစိုးရကထုတ်တဲ့ digital ငွေကြေးကိုပဲအသုံးပြုနေတဲ့ economy မှာလူတစ်ယောက်ကိုအစိုးရတစ်ယောက်ကနေပြီးတော့ခက်ခဲအောင်လုပ်စေခြင်းနဲ့ဆိုရင်တော့သူ့ရဲ့ငွေကြေးတွေကို freeze လုပ်လိုက်တာသုံးလို့မရအောင်လုပ်လိုက်တာပဲဖြစ်ပါတယ် CBDC အသုံးပြုပတ်စနစ်မှာဒါတွေကအရန်ကိုအနေအများတဲ့အချက်ဖြစ်ပါတယ်နိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ငွေတွေကိုတရားဝင်စိတ်အေးလက်အေးစိတ်ချလက်ချသုံးလို့မရတဲ့အနေအထားကိုရောက်သွားမှာပါဒီလိုမျိုးနိုင်ငံအစိုးရတွေကနေပြီးတော့ CBDC တွေကို push လုပ်ဖို့လုပ်လာလေ privacy coin တွေကပြန်ပြီးတော့ခေတ်ထလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ crypto သမားတိုင်းသိတဲ့ Bitcoin ပြီးရင် crypto အစစ်ဆုံးဒုတိယမြောက်ဖြစ်တဲ့ Monero coin အကြောင်းကိုဒီကနေအကြံပြပြောပြပေးလိုက်ရပါတယ်အားလုံးကိုနောက်မှာပြန်တွေ့ပါမယ်